ဒိုမီနီအတွက်နေပယ်ခန်းချင်းတီကချုံများဒိုမီနီကနေပယ်မြို့ရောက်မှ nickname တွေများကြီးပိုင်ဆိုင်လာတယ်tattoo flag cake ဆိုတာတွေပေါ့အီတလီ journalist တွေကဒိုမီနီဟာတိဆောက်သူဒါမှမဟုတ်ပိုပြီးမြင်မစီသူလို့ဖွင့်နေတယ်ဒိုမီနီကြောင့်နာပိုလီအသင်းပိုပြီးထမ်းမြက်လာတာကိုရည်ညွှန်းဖွင့်နေတာပါနာပိုလီရဲ့စီးရီး A ချန်ပီယံဆုမျှော်လင့်ချက်အတွက်ဒိုမီနီက17ဂိုးသွင်းပြီးပါရမီဖြည့်ထားတယ်ပြီးခဲ့တဲ့ AB လာထဲသွင်းဂိုး9ဂိုးသွင်းပြီးစီးရီး A တလတာအကောင်းဆုံးကစားသမားဆုရတဲ့ပထမဆုံးစကော့တလန်သားအဖြစ်ထည့်ဝခဲ့ပူတယ်နေပယ်မြို့လိုဘောလုံးကိုကိုးကွယ်တဲ့ရဲဝန်းမှာသူရဲကောင်းဖြစ်ခွင့်ရတာတိတ်ပြီးဂုဏ်ယူစရာကောင်းတယ်ဒိုမီနီကမဟာကန်ထူးရှင်ပါမာရာဒိုနာကိုဖျားသခင်လို့သဘောထားတဲ့နာပိုလီအသင်းအတွက်ဒိုမီနီဟာနတ်သူငယ်လေးပဲမန်ယူနီးပြဆိုရှာကဒိုမီနီကိုရောင်းထုတ်လိုက်တဲ့ဆုံးဖြတ်ချက်အတွက်သဘောမကျဖြစ်နေတယ်လန်ကက်စတာဒေသခံဒိုမီနီကမန်ယူမှာနှစ်ပေါင်း20ကျော်ဖြတ်တန်းခဲ့ရတယ်အသက်9နှစ်အရွယ်ကစလို့မန်ယူရိတ်အောင်ခိုးလုံဖူးသူဒိုမီနီရဲ့ပါသူဟာထားရနေစီရသွားစီးဆက်ကြရရုပ်ထင်ခဲ့တာပေါ့သူဟာမန်ယူနဲ့နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်သူဟာပရီးမီးယားလိဂ်မှာမန်ယူနိုက်တက်ရဲ့ပြိုင်ဖက်မဖြစ်ချင်ခဲ့ပုံပဲပရီးမီးယားလိဂ်ရဲ့အဝေးနီပယ်မြို့ကိုဒိုမီနီခီးနေခဲ့ပါတယ်မန်ချက်စတာလွမ်းတွေနှလုံးသားထဲထည့်ပြီးနီပယ်မြို့လမ်းတွေပေါ်လျှောက်ခဲ့တယ်သူရဲ့ဟန်ပန်အတိုင်းတမဆွဖြတ်တန်းနေပါတယ်ချိန်လိုတွင်းမှာပဲဒိုမီနီဟာနီပယ်မြို့ရဲ့အသေးနှလုံးဖြစ်လာပါပြီဒိုမီနီကနေပယ်မှာလည်းထားရနေစီရသွားကွန်တီညွန်ကြတဲ့အတိုင်းရှင်သန်နေတယ်ဒိုမီနီအတွက်နာပိုလီပေးလိုက်ရတာကပေါင်25တန်းစွန်းပဲရှိခဲ့ပါတယ်တကယ်ဆိုရင်ဒိုမီနီကနာပိုလီရဲ့ပထမဦးစားပေးတောင်မဟုတ်ခဲ့ဘူးဖရိုစီနိုနီအသင်းကဘရက်စီယာနီနီကိုနာပိုလီကြိုးပမ်းခဲ့တာမအောင်မြင်ခဲ့လို့ဒိုမီနီနဲ့အစားထိုးခဲ့တာပါနာပိုလီရဲ့ပေကနန်းကအခုကြောက်ပေါက်ခဲ့ပါပြီနာပိုလီအသင်းပရိသတ်တွေကဒိုမီနီကိုမက်တိုတယ်လီဆိုပြီးနာမည်ပေးထားတယ်ဒိုမီနီရဲ့ဆွေဆောင်ရဆွမ်းဆောင်ရည်နဲ့တကွင်းလုံးအနှံ့နေရာအနှံ့ပြပြေးလွှားကစားနိုင်တာကိုရည်ညွှန်းပြီးမက်တိုတယ်လီလို့ nickname ပေးထားတာပါအီတလီနာမည်ကျော်အားကစားသတင်းစာကော်ရီယာဒဲလိုစပေါ့ကလည်းဒိုမီနီကိုနေရာစုံလှည့်ပတ်ကစားနိုင်သူလို့ချီးကျူးပြောဆိုထားတယ်မန်ယူကစားသမားဘဝတုန်းက188ပွဲကစားမှ19ဂိုးသာသွင်းယူနိုင်ခဲ့သူဒိုမီနီဟာကွန်တီရဲ့နာပိုလီအသင်းမှာ AMF ရိုးနေရာကစားပြီးဂိုးတွေပိုသွင်းလာတယ်အီတလီ journalist တွေကဒိုမီနီကို AC မီလန်ကပိုလီစစ်ထက်ပိုကောင်းသူလို့ချီးကျူးကြတယ်ဒိုမီနီကပြိုင်ဖက်ကိုဧရိယာထဲဘောလုံးထိချက်100ကျော်ရှိပြီးစီးရီး A ကွင်းနဲ့ကစားသမားတွေထဲမှာတိုက်စစ်ကိုအကျိုးပြုနိုင်ဆုံးစားသမားဖြစ်နေတယ်ကွန်တီက3-4နှစ်တည်းအခင်းချင်းတွေတုံးခဲ့ပေမဲ့ဒိုမီနီရောက်လာပြီးတဲ့နောက်4-3-3ပြောင်းလဲခဲ့တယ်တိုက်စစ်ကစားချိန်မှာ4-2-3-1ဒါမှမဟုတ်4-2-4အခင်းချင်းတွေကိုကွန်တီသုံးဆွဲပါတယ်ဒိုမီနီကအထောင်တိုက်စစ်မှုလူကာကူနဲ့အတူတိုက်စစ်ကိုမကြာခဏဦးဆောင်ရတယ်ဒိုမီနီရဲ့နေစနစ်ရေးသွေးကြောင့်ကွန်တီလိုဘလော့ကစားခြင်းတဲ့အခါနေရာလွတ်တွေနဲနိုင်သမျှနဲအောင်ပိတ်ဆို့ကစားခြင်းတဲ့အခါ vertical pass တွေနဲ့မရက်မနာရွေ့လျားမှုတွေအခြေခံတဲ့ defensive line တွေပုံဖော်တဲ့အခါဒိုမီနီကမရှိမဖြစ်ပါပဲတိုက်စစ်အတွက်ဒိုမီနီရဲ့ကိုဧရိယာထဲချိန်သားကိုက်နေရာယူတတ်မှုကအကျိုးရှိပါတယ်အီတလီတိုက်စစ်မှုဟောင်းဒီကာနီယိုကမန်ချက်စတာကိုသွားပြီးမန်ယူအသင်းဒရိုက်တာတွေကိုဖမ်းပစ်ခြင်းတယ်ဒိုမီနီလိုစီကန်းလိုက်နာဆုံးဖြတ်ချက်ကောင်းမှုပြီးညံရင်မြင့်ကစားသမားကိုမန်ယူဘာလို့မထိမ့်သိမ်းခဲ့တာများလဲဆိုပြီးအပြစ်တင်ခဲ့ပါတယ်ဒိုမီနီကမန်ယူနိုက်တက်မှာမို့နေရာရတာအခြားအသင်းမှာဆိုရင်အရန်ကုန်တောင်ထိုင်ရမှာမဟုတ်ဘူးလို့ယူဆသူတွေရှိခဲ့ဘူးတယ်ဒိုမီနီရဲ့ဆွေဆောင်ရစွမ်းရည်ကိုထောင်ရည်သူတွေရှိခဲ့ဘူးတယ်အခုနာပိုလီမှာဒိုမီနီကသူအချင်းကောင်းမဟုတ်ဘူးလို့တက်တည်ပြနေတယ်ကွန်တီက serial winner ပါဂျူဗင်တက်တစ်ခေတ်ကိုလည်းထူထောင်ပေးခဲ့ဘူးတယ်ခုနေပယ်မြို့မှာကွန်တီကသူ့ဂုဏ်သိက္ခာကိုပြန်လည်တည်ဆောက်နေပါတယ်အခုကွန်တီရဲ့နက်ရီကန်နဲ့ခုန်ချတဲ့စီမံကိန်းမှာဒိုမီနီကလမ်းပြမြေပုံကိုပိုင်ဆောင်ထားတယ်မန်ချက်စတာရဲ့အမိဖြောက်ခံဒိုမီနီဟာနေပယ်မှာထက်မြက်တန်မာနေပါတယ်ကွန်တီရဲ့ဂျူဗင်တက်တစ်ခေတ်မှာမာကီစီယိုဗီဒယ်တို့လိုကွန်းလယ်အဖိုးတန်ရတနာတွေပိုင်ဆိုင်မှုပေမဲ့တိုက်စစ်စွမ်းရည်ကဒိုမီနီလောက်မထမြောက်ခဲ့ဘူးဒိုမီနီကနေပယ်မြို့နဲ့နာပိုလီအသင်းရဲ့အထာကိုနားလည်နေပါပြီနာပိုလီပရိသတ်တွေကလည်းဒိုမီနီအမှတ်တရတက်တူတွေဒိုမီနီဝတ်ဆင်တဲ့ကျော်ဒမရှိတက်တူတွေထိုးပြီးဂုဏ်ပြုနေပါတယ်နေပယ်မြို့ကဆန်စီရိုစားတောက်ဆိုင်မှာကော့တလန်အလံတူလူရှိနေပါတယ်အဲဒီဆိုင်ကိုကော့တလန်ဖွားညီကိုနှုတ်ကဖွင့်ထားတာပါဆန်ရှိကအလံမှာနာပိုလီဒိုမီနီနဲ့ပီဇာဆိုပြီးရေးထားတယ်ဒိုမီနီမျက်နှာနဲ့ပီဇာတွေပိုရောင်းရပါတယ်ဒိုမီနီကိုတိုင်းကလည်းနေပယ်မြို့ရဲ့နာပိုလီအသင်းကိုတိတ်ပြီးတွေ့တာနေပါပြီနေပယ်မြို့ထဲဒိုမီနီသဘောကျဆုံးအရာတစ်ခုကခရမ်းချင်သီးပါကော့တလန်ကခရမ်းချင်သီးတွေဟာရေလိုပဲလို့ဒိုမီနီပြောတယ်နေပယ်ရောက်မှခရမ်းချင်သီးရတာကိုကောင်းကောင်းသိလာတာပါခန်းချင်းတီကိုတည်ရည်စားလို့ဒိုမီနီစားနေမိတယ်ခန်းချင်းတီမှမဟုတ်ပါဘူးနေပယ်မြို့ကအသီးရွက်တွေဟာတွင်တွေ့စရာပါလက်ဆက်ပြီးရတာရှိတယ်နာပိုလီနဲ့အတူရမယ်အောင်ပွဲတွေလို့ပေါ့